โอเคအားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်ဒီဟိုဂျွန်လို့ထိုင်းလို့ခေါ်တဲ့အားပေါ့နော်သူ့လိုထောက်ထားရသူ့ဟာသူဒီအိမ်မှာပိုက်ပဲဖြစ်ဖြစ်ခန်းထဲမှာဖြစ်ဖြစ်သူ့ဟာသူတက်ရှင်းလောက်ပေးရဟိုဂျွန်လေးဖြစ်ပါတယ်ဆက်ရောက်လေးပေါ့နော်โอเคဒီဆက်ရောက်လေးကျွန်တော်ဖွင့်ပြမယ်နော်ဒီလာပါဟိုဝေါဒီလာပါလားခင်ဗျာဒီမှာတက်ရှင်းတဲ့ဟာတွေပါတာပေါ့နော်အာသွင်းတဲ့ဟာတွေပါတယ်အာသွင်းကျိုးရှိတယ်တက်ခက်နဲ့တောင်းလိုက်ရတယ်ဒီမှာအာသွင်းတဲ့ဟာဖွင့်ဒီကောင်လေးနှိပ်တာပေါ့တစ်ချက်ပြီးအောက်မှာဒါလေးဖွင့်ပေးရပါတယ်ဘိန်းလေးရှိတယ်ဆိုတော့လေအဲ့ဘိန်းလေးနဲ့သူနှိပ်သွားပါတယ်โอเคအဲ့ဆိုကျွန်တော်အောက်မှာဖွင့်ပြမယ်နော်အောက်မှာဒီဘယ်လိုသွားလဲဆိုတာကိုကျွန်တော်ဒါလေးချင်းနိုင်လိုက်မယ်နော်အောက်မှာရင်ထားချရမယ်နော်โอเคဒါလေးချင်းနိုင်ပေးလိုက်ပါโอเคကျွန်တော်တို့သွားနေလိုက်ပါပြီโอเคဟိုကျွန်လေးကတော့အခုမြင်လေးရကြရင်ထုတ်ဟောင်းသူသွားနေတာဖြစ်ပါတယ်ဟိုဘက်သွားလိုက်ဒီဘက်သွားလိုက်ပြီးတော့တိုက်ပြီးသူ့ကို automatic ပြန်ပြီးတော့ဘက်ကိုပြန်ဆောက်တာတော့ဘေးကိုပြန်လဲရှေ့ပြန်လဲဘက်ညာလှည့်ပြီးတော့သူ့ပြန်လာပါအဲ့တခုကောင်းပါတယ်သူ့ကိုလှုပ်ထားလိုက်ပါအိမ်ထဲမှာဖြစ်ဖြစ်တခုလမ်းမရောမရောက်ဘူးနော်တော့အိမ်ကြီးတို့ဘာတို့ကိုမန်ဒီလိုမျိုးချွေပြားခင်းတိုင်းအိမ်တို့အင်္ဂလိပ်လှလှကြည့်ကြည့်ချာချာလမ်းလာတဲ့နေရာမျိုးဆိုရင်သူ့ကိုတရှင်းလောက်ခင်လို့ရပါတယ်ဒီမှာလေရင်နဲ့ပန်ကားလေးကတော့အောက်ကအမိုက်တွေဒါမှစပင်းတွေပါတယ်သူကနေပြီးတော့လိုက်ပြီးတော့တရှင်းလောက်ပေးတာပေါ့နော်အခုဒီရဲ့ပေါ်မှာကျွန်တော်ပေါင်းလေးထားပြီးတော့လက်ပုံလေးဆန်ပြတာပေါ့နော်ဒီလိုလဲရဲလို့ရပါတယ်ကျညာပါလဲရဲလို့ရပါတယ်ဒီနေ့ဒီမှာနောက်တစ်ခုကျွန်တော်သွားကြအောင်နော်ကဲမင်္ဂလာပါဒီနေ့ကတော့ဒီကောင်လေးနဲ့ကျွန်တော်မိတ်ဆက်ပေးမှာဖြစ်ပါတယ်အခါဒါတွေကတော့ကျွန်တော်တို့ဒီမှာဖုံးတင်ပြီးတော့ပုံလေးကကြားလို့မြင်ပေါ့ဖုံးတင်ပြီးတော့ရရှင်ကြည့်လို့ရတယ်လို့ခလောက်ကြီးလဲဆိုလို့ရပါတယ်ကျွန်တော်ထဲမှာဘယ်လိုပါလဲဆိုပြပေးမယ်နော်ဒီလိုပါနော်ဘောအကြီးရှည်ပဲတတောင်ကျော်တော့ရှိတယ်တတောင်တော့ပေါ့တတောင်နည်းနည်းလေးကျော်တယ်နော်အကြီးအရှည်ဒီမှာရှေ့မှာဖွဲ့ကလည်းဒီဘောပဲဖွဲ့တာနော်ကျွန်တော်တို့တရားနေရဖြစ်တယ်တရားဖွဲ့ပါလေဝေါThe Bluetooth device is ready to pair. Oh my god. The Bluetooth device is connected successfully. Wow နော်ကြားတဲ့တိုင်လုံးဝကြောက်စရာကြီးလေပြီးတော့ဒီမှာမုတ်သေးလေးတချင်းဖွင့်တဲ့ဟာတွေဗီဒီယိုတွေပါတယ်ပြောဖောင်းဟိုပါပေါ့အရင်တော့လိုမျိုးအဲ့ဒါလေးနဲ့ထည့်လို့ရအောင်နော်လုံးဝမိုက်ကျွန်တော်တချင်းဖွင့်ပြမယ်နော် Okay အခုကျွန်တော်သူ့တချင်းလေးဖွင့်ပြမှာပေါ့နော်ဘလို့နေလဲဒီမှာမေးလာရလင်းနေအဲ့ဒါကျွန်တော်အခု9နှစ်လောက်ပြီတချင်းဖွင့်ပြမှာနော်ဒီကြည့်ချင်းဖွင့်ပြလိုက်မှာအခုတကြားဆိုတော့လုံးဝမိုင်းမယ်ဖွင့်လို့ရတာပေါ့နော်တချင်းတန်ဂျေပဲဆိုတော့ဒီဘက်ကဖြည့်လို့လည်းရတာပေါ့နော်သူကဖက်တပြင်ကြီးမှဖြည့်ချလို့ရတာဒါအကျယ်သူများလေးတိုက်ဆက်တဲ့ချိန်မှာတော့ဖွင့်လို့ရတယ်ကဲနော်မိုက်တယ်အခုကဈေးလည်းမကြည့်ဘူးဒီကောင်ကြောက်တယ်ကြိုလို့ချင်တယ်ဆိုရင်ဒီအောက်ကကျွန်တော် comment အောက်မှာရေးလာပေးဦးလားလို့ချင်ပါတယ်နေရာနဲ့ကျွန်တော်ပို့ပေးပါတယ်ခင်ဗျာနော်ဆိုတော့လောက share နော်တကြမှာကဲလို့ရအောင် okay โอเคနောက်ထပ်တစ်ခုကတော့ကျွန်တော်အခုဒီမှာလာပြမှာကတော့အခုဒီလောဘန်ကောက်မှာဆိုရင်လူတွေတအားသုံးကြတာပေါ့နော်ရထားတဲ့သွားတာဖြစ်ဖြစ်လိုင်းကားပေါ်တက်တာပဲဖြစ်ဖြစ်လမ်းလျှောက်နေတဲ့သူပဲဖြစ်ဖြစ်အကုန်လုံးပေါ့ကျွန်တော်တွေ့ရတဲ့သူမှတည်း69ရာခိုင်နှုန်းလောက်ကဒါတွေကိုတောင်းနေကြတာဖြစ်ပါတယ်။ဘာကြောင့်တောင်းလဲဆိုတော့ကျွန်တော်ထည့်ဖွင့်ကြည့်လိုက်အောင်နော်။ Wow စမကြတယ်သေးလေးပါ။သေးလေးပဲတဲ့လားကျွန်တော်တစ်ခါတောင်းဖို့တယ်ပေါ့နော်။ဒီမှာသူအာသင်ဂျိုလေးချက်ထိုက်စီအာသင်ဂျိုလေးနဲ့အထက်မှာကျွန်တော်ကတော့ကြိုက်လားဆိုတော့ကျွန်တော်ကအမြဲမတက်ဖြစ်ပါဘူးပေါ့နော်။ဒါပေမဲ့ကားမောင်းတာတော့ဒါပဲဖန်တော့ sorry ကားမောင်းတာတို့စက္ကန့်မောင်းတာတို့ဆိုရင်ပါလို့ဆိုရင်အဆင်ပြေတာပေါ့နော်။ဟုတ်လား။ရှီရဲ့အနေထားအလောက်ရှိတယ်။တိုက်ပြီးပြင်ပေါင်းကျကြားသေးလားဆိုတော့ကြားတော့ကြားတယ်ဒါပေမဲ့ရာခိုင်နှုန်းပြေကအပြင်ပေါင်းကျမကြားတော့ပေါ့နော်ဆိုတော့ကျွန်တော်ကတော့လူအများကြီးသွားတဲ့နေရာကားစီးတာပေါ့ဆိုဒီလိုတက်လည်းမရှိဘူးတချို့ကျတော့တစ်ဖက်တည်းတက်ကြတာပေါ့နော်တချို့ကျတော့ဒီလိုနှစ်ဖက်တိုက်ပြီးတော့ကောင်းပါတယ်မိုက်တယ်မစိုးဘူးဗျာဒီစကားလေးပိုင်းလည်းပြောလို့ရအောင်နော်သူကโอเคဒီကတော့ဒါလေးဆက်ဝင်သားဆိုတော့အောက်က comment ရေးလာပေးပါနော်ကျွန်တော်ဆက်သွယ်လို့ရပါတယ်ဒီမှာโอเคဒါလေးကတော့ဒီမှာလူတိုင်းလူတောင်းနေတယ်အခုတအားပူရရဒီမှာကိုမျက်နှာလေးပူနေတာဗာညာလို့ချင်တယ်ဆိုရင်အောက်က comment ရေးလာပေးခဲ့ပါနံပါတ်6ထိတင်လို့ရအောင်နော်ဘာကန်သေးသေးလေးပါခင်ဗျာနော်โอเคရမိုက်တယ်ဒီမကြည့်ဟို fresh oh my god 6ထိတင်လို့ရတယ်နော်ဒါလေးသဘောကျစရင်အောက်က comment ရေးလာပေးခဲ့ပါကျွန်တော်နေရာနဲ့ပို့ပေးပါမယ်ခင်ဗျာ